ရှင်မွေတရေအဲ့အစင်မြတ်နဲ့မိုက်ဆက်ပေးပါမည်ရှင်ဒါလေးတွေကြတော့ဂစ္စမန်ထိုင်လန်ဗလန်ပါရှင်စီကေတီတစိုက်ပါရှင်သူဆိုရင်ပွက်တာဆိုရင်ဒီလိုမျိုးလေးတွေခိုင်လို့ရပါတယ်ရှင်ကျိုးရှိနဲ့လွယ်မယ်ဆိုရင်အထဲမှာကျိုးရှိပါပါတယ်ရှင်ဒါလေးတွေကျိုးရှိပါတာပေါ့နော်တကယ်လို့ကျိုးရှိမကင်ရှင်ဘူးဆိုရင်အရှိဆောင်လို့ကကင်ပြတယ်လို့ကင်လို့ရပါတယ်ရှင်သူက CKD တစိုက်ပါရှင်ဒီလိုမျိုးကင်လို့ရတာပေါ့နော်နောက်ပြီးဒီဇိုင်းတစ်မျိုးပြပေးမယ်ဒါလေးကတစ်မျိုးလာမယ်သူ့မွေးတရေအစ်စ်နော်ဂစ္စမန်ထိုင်လန်ဗလန်ပါရှင်စီကတီကဇိုင်းပါအထဲမှာဒီလိုလာပါတယ်အကာလေးတွေအများကြီးပါတယ်ရှင်နောက်ပြီးကြတော့ဒီလိုပိုက်ရှာလိုက်ကျိုးတုံးလွယ်မယ်ဆိုရင်ဒီလိုလွယ်လို့ရပါတယ်ရှင်အရမ်းလာတယ်ဒီလိုမျိုးလွယ်ရတဲ့ရှင်တကယ်လို့ကျိုးအချီလွယ်မယ်ဆိုရင်ရပါတယ်ရှင်ကျိုးအချီလွယ်မယ်ဆိုရင်ဒီမှာသူရဲ့ဘူးလေးပါတယ်ရှင်ကျိုးအချီရှောက်လို့ရတဲ့ရှင်အချီလွယ်ရတဲ့အတုံးလွယ်ရတဲ့ရှင်သူလေးကြတော့တစ်မျိုးစလုံးရပါတယ်ရှင်နောက်ပြီးကြတော့သူကရင်ခွဲအိုက်လေးပါမွေးတရေအစစ်နော် CKD တစိုက်မွေးတရေအစဲပါရှင်သူကရင်ခွဲအိုက်ပေါ့နော်ဒီလိုလွယ်လဲရတယ်ခေါ်ရှော့ပေါ့နော်နိုင်ငံချမ်းသွားမဲ့သူများတအားစင်ပြေတဲ့ဒါလေးတွေဆိုရင်ခေါ်ရှော့လွယ်လို့ရတယ်တကယ်လို့ဘယ်လိုကိုစောင်းလေးနဲ့ပဲလွယ်သူကအရန်စင်ပြေတယ်အရန်မှာလားကျိုးတော့မယ်ဆိုရင်တိုးလို့ရတယ်နော်တိုးမယ်ဆိုရင်ဒီမှာနည်းနည်းလေးရှိတယ်ရင်ပြီးပြီပါတယ်အရန်ဒါလေးကကြာသွားမှကြောက်လို့ကျမလေးအမြတ်ပြပေးနေတာရှင်ဒါလေးကကျိုးချီကျိုးတုံနှစ်ခုစလုံးရတဲ့ရှင်ငလဲစောက်ငလဲကြောက်တရဲ့အိမ်နဲ့ပို့စားတာပါရှင်ဒီလိုမျိုးလွယ်မယ်ရတဲ့ကျိုးတုံရတဲ့နော်ဒီလိုမျိုးလွယ်မယ်ရတဲ့အတူလွယ်မယ်ဆိုရင်တိုသွင်းကိုရတဲ့ရှင်အရမ်းမိုင်းတဲ့ဒါလေးတွေဆိုရင်ဟောချုပ်လွယ်လို့ရတယ်ဒီမှာဆိုရင်ငလဲကြောက်အဲ့လေးတွေပေါ်နေတာပေါ့နော်ငလဲကြောက်ကောင်းလေးတွေပေါ်နေတယ်သူကတထဲမှာကြီးတွေကင်တာလူကြီးတဲ့ဇိုင်းချေသွားပြီသူကတကယ်ဘိုးစီမာတွေကင်တာပေါ့နော်ဒီမှာတရေအစင်နော်စီကေဒီတဲ့ဇိုင်းပါရှင်ဒီမှာဖွင့်ပြမယ်သူလေးဆိုရင်အရမ်းမိုင်းတဲ့ဒီမှာကားလေးတွေပါတယ်ရှင်အထဲမှာအကားများကြီးပါတယ်ကျိုးရှိပါတယ်ဒါလေးဆိုရင်ဘိုးစီတွေကင်တာအရန်လာတာတကယ်လာတာသူကလေပုံစံကလေရိုးလေးနဲ့လာတာကျိုးချီနဲ့လွယ်မလားကျိုးတုံနဲ့လွယ်မလားသူကပွက်တိုင်းရဲ့တအားပေါ်တာသူကမွေးတရေဗလန်းနော်ဂစ္စမန်ထိုင်လန်မွေးတရေအစစ်ပါရှင်မွေးတရေဗလန်းပါရှင်သူကလေအပြင်မှာခိုင်းရင်လေအရန်လာတဲ့မွေးတရေကအချားပစ္စည်းနဲ့မတူပါဘူးရှင်သူကြည့်လိုက်တာနဲ့ဗလန်းတစ်မျိုးဆိုတာတည်တဲ့ရှင်လောင်းဝအစစ်ပါရှင်သူကဒီဇိုင်းတစ်မျိုးလာမယ်ရှင်သူမှအကျိုးရှိပါတယ်ဒီမှာတော့ကြိုင်လေးပါသေးတယ်ရှင်သူလေးကဈေးနှောင်းလေးတွေကြတော့သူကရှစ်သိန်းခွဲပြင်မဲ့ရှင်အထဲမှာပစီကေဒီဒီဇိုင်းနော်တအားစင်ပြေတဲ့သူလေးတွေကျိုးရှိနေလွယ်လဲရတယ်ကျိုးအတုလွယ်ရတယ်ရှင်လာတဲ့မိန်းကလေးတွေကရင်ပို့လာသွားတာပေါ့ကိုကြတော့မလာလို့ဒီမှာCKD တစိုက်ပါရှင် CKD တစိုက်တစ်မျိုးသားရောင်းပါတယ်ရှင်စုခဲမိမိငလဲကြောင်းတရဲ့အိုက်ဆိုင်ကြတော့ CKD ဂစ္စမန်ထိုင်လန်ဗလန်တစ်မျိုးဒီသားရောင်းပါတယ်ရှင်
အခြားတစိုက်တွေလောင်းဝါမရောက်ပါဘူးရှင်စိတ်ရှာလက်ရှာဝယ်ယူအားပေးနိုင်ပါတယ်ရှင်ဒါလေးလေးဆိုရင်အရင်လာတဲ့ဒါလေးလေးဆိုရင်လူငယ်လေးတွေကင်တာလေတအားလာတဲ့အထက်မှာကျိုးရှိလေးတွေရဲ့ပါတာပေါ့နော်ကျိုးရှိရဲ့ပါတယ်လွယ်ကျိုးရှိလေးတွေရဲ့ပါတယ်အထက်မှာအရန်လာတဲ့ဒါလေးတွေဆိုရင်လေတကယ်ပွဲတိုင်းရင်အရန်ဆင်းပြေတဲ့အိတ်လေးတွေပါအရန်လာပါတော့အိတ်တွေပါသူကလေဒီဇိုင်းတစ်မျိုးသူများနဲ့လောင်းဝမတူတော့ဒီဇိုင်းပါရှင်ဒီဒီဇိုင်းများတော့တကယ်ခင်မိတော့ဒီဇိုင်းပါသူကလေနှစ်ကပ်ပါတာပေါ့နော်ကျွန်မပြပေးမယ်သူကဒီလိုဖေးမယ်နောက်ပြီးကြာရင်အရန်ကောင်းတဲ့ဒီအိမ်လေးရလေဒီမှာနော် logo ဒီဇိုင်းပါတယ် CKD လို့အကျိုးရှိပါတယ်နော်လွယ်ကျိုးကြီးလေးပါပါတယ်ရှင်နောက်ပြီးရင်သူကတကားနော်ဒီမှာတကားနောက်ပြီးကြတော့အလဲမှာဂိမ်းလေးပါမယ်နောက်ပြီးကြတော့ဒီမှာအကာလေးပါသေးတယ်ဒီကားထဲမှာဆိုရင်ဘာပဲထဲအကောက်လုံးထည့်လို့ရတဲ့ရှင်အကောက်လုံးထည့်လို့စားတယ်ဒီမှာပြန်တအားဆင်းပြေးတဲ့ဒီအရေးရလေတကယ်ကျိုးရှိနေလွယ်မလားခေမီတာပေါ့နော်ခေနဲ့ပြုံးမဲဆိုရင်သူကဒီဇိုင်းဆန်းလေးနဲ့အရန်လှတာသူတကယ်ငါးဒီဒီဇိုင်းလေးရလေတကယ်ဟိုတာပေါ့နော်ဒီဇိုင်းလေးအရန်လှတာပေါ့နော်ပြောပြတာကျိုးရှိနေလွယ်မလားကျိုးအတော့နေလွယ်မလားနှစ်ခုစလုံးရတဲ့နောက်ပြီးကြတော့သူမလေအကကြည့်လို့လေကျိတ်တလို့ထလို့ရတဲ့နောက်ပြီးဒီပါရှာတကားပါသေးတာသူကလေဒီအဲ့လေးကြတော့ဈေးနှုန်းက6တိုင်းနဲ့2000ပါရှင်လို့အတဲ့ဆိုရင်စုခမီမီငလဲကြောင်းတရေအစိမ့်မှာယူအောင်ပေးနိုင်ပါတယ်ရှင်ဒီအိမ်လေးတွေကြတော့ရန်ကုန်ဆိုင်မှာပဲရှိပါတယ်တဝက်ဆိုင်မှာမရှိပါဘူးရှင်စိတ်ချလန်းချမှာယူအားပေးနိုင်ပါတယ်ရှင်သူလေးတွေဆိုရင်လေအရန်ရောက်ကောင်းတဲ့ဒီအိမ်လေးတွေဆိုရင်တစ်ခါဝင်တယ်ဆိုရင်9လောင်းမှားရတဲ့အိုဒါတိတ်မှာရတာအိမ်တွေပေါ့နော်သူရောက်ကောင်းတဲ့ဒီဒီဇိုင်းလေးတွေဆိုရင်ကျိုးအတော့နဲ့လွယ်မလားအရှိနဲ့လွယ်မလားအတော့လောက်ထလို့ပါရှင်တကယ်လို့အရှိလွယ်မယ်ဆိုရင်ရပါတယ်ပေါ့နော်အရန်လှတယ်လို့အတဲ့ဆိုရင်စုခဲမီမီဆိုင်မှာယူအားပေးနိုင်ပါတယ်ရှင်စုခဲမီမီဆိုင်ကတော့စမ်းရှောင်းမျိုးနဲ့မြောက်မြလန်းအမှန်29မှာဖွင့်လှစ်ထားပါတယ်ရှင်ဆိုင်မှာလာကြည့်မယ်ဆိုရင်ကြည့်လို့ရပါတယ်ရှင်